ကျွန်တော်တို့ jet tan မှာကောင်းဖွင့်မယ်ဆိုရင်ကျွန်တော်တို့ရင်ဆုံး Chrome သွားမယ် Chrome ရောက်သွားပြီ okay ဒီမှာဒီကနေမှာကျွန်တော်တို့ရိုက်ရှာလိုက်မယ် jet tan ဆိုပြီးရိုက်လိုက်မယ်ကျွန်တော်ရိုက်ပြီးသားမျိုးထည့်လိုက်မယ်ပေါ်ဆုံးမှာမြင်ရတဲ့ဟာလေးအဲ့ဒီ link ထဲကိုဝင်မယ်ဒီရောက်သွားပြီဆိုတော့ねကျွန်တော်တို့အရင်ဆုံး register အရင်ဆုံးလုပ်ရမယ်login မှာကျွန်တော် email တစ်ခုကိုရွေးထည့်လိုက်မယ်ပွင့်သွားပါပြီဒါဆို jet tan အကောင့်ထဲဝင်သွားပြီ register လည်းအောင်သွားပြီဒီကောင်လေးကို skip လုပ်လိုက်မယ်တဲ့ကိစ္စမရှိဒီ jet tan အကောင့်ကျွန်တော်တို့ရရှိသွားပါပြီဒီကောင်က055ကနေပြီးတော့စတင်ထုတ်လို့ရတယ်ဟုတ်ပြီကျွန်တော်တို့ register တင်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ log out ပြန်လုပ်လိုက်မယ် log out ကိုနှိပ်လိုက်မယ်ပြီးတော့ကျွန်တော်တို့ဒီမှာ sign up တစ်ချက်နှိပ်မယ်ဒီထဲကိုတစ်ချက်ဝင်လိုက်မယ်ပြီးတော့ဆွမ်းတော်ကကျွန်တော်တို့ login ဝင်ထားတဲ့ email နဲ့ပဲ sign up လုပ်ပြီးတော့ပြန်ဝင်ရပါမယ်အဲ့ဒါဆိုအဆင်ပြေတော့ပါပြီဗျာကျွန်တော်တို့ wallet ချိန်မယ်ဆိုရင်ဒီချက်နှိပ်မယ်ဒီကျွန်တော်ကတော့ Trust wallet နဲ့ပဲသုံးပြီးတယ် Trust wallet ကအဆင်ပြေပါတယ်တခါတည်းချိန်ပြကျွန်တော်တို့ဒီအဆင့်မှာTrust wallet ကိုနှိပ်လိုက်ရင်ချိန်မဲ့ wallet ကိုရွေးပြီးတော့နှိပ်လိုက်ရင်ဒီအဆင့်ကိုရောက်လာမယ်ဒီအဆင့်ကြရင်လည်း wallet ထဲကနေ connect ကိုနှိပ်လိုက်ရင် application နဲ့အတူ wallet လည်းချိတ်ဆက်ပြီးသားဖြစ်သွားပါမယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ရှုကြတဲ့မိတ်ဆွေညီကိုမောင်နှမအားလုံးကိုအထူးပင်ကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ထပ်လည်းဗီဒီယိုများစွာဖန်တီးပေးသွားမှာပါငွေရှာဂိမ်းတွေငွေရှာ application တွေလည်းရှာဖွေပေးသွားမှာပါထပ်မံ၍ကျွန်တော်ရဲ့ ML Cat Flow Channel လေးကို like and subscribe လေးလုပ်ထားပေးဖို့မမေ့ပါနဲ့အောင်နော်